ကယ်လို့တင်းဖွားရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီဆိုရင်တင်အရင်ကလောက်ခဲ့ဘူးတဲ့အမားတွေအတွက်ပြန်တောင်းပန်ဖို့အခွင့်အရေးတစ်ခုတည်းသာရမယ်ဆိုရင်တင်ပါလို့မလဲ။နောင်တဆိုတာလူတိုင်းအတွက်ရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ဒါပေမဲ့လည်းဒီလောက်ထိလေးနက်လာတဲ့ဘဝတင်ကစားတစ်ခုကိုလိုက်တန်းပြေးတန်းကစားနေတဲ့ကြောင်ရွက်ချက်ကတုံးကတကားစီကနေတင်ယူနိုင်လိမ့်မယ်လို့ရောတင်ထင်ဘူးပါသလား။မိတ်ဆွေတို့ငယ်ငယ်ကတွန်းအင်ဂျီကြီးကြီးနဲ့တခါလောက်ပဲဖြစ်ငိုရှင်သွားတာမျိုးဒါမှမဟုတ်ကြောက်လန့်သွားတာမျိုးရောဖြစ်ဘူးပါသလား။အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကလေးတွေအတွက်တော့ရေစရာဖြစ်နိုင်ပေမဲ့လည်းလူကြီးတွေအတွက်ကတော့ငါတို့များအချိန်နှောင်းလာပြီလားလို့ပြန်တွေးနေလောက်မဲ့အရာတစ်ခုလေးပဲဖြစ်ပါတယ်တကယ်တော့တွန်းအန်ဂျီဆိုတာရေစရာတက်တက်ပဲမဟုတ်ပါဘူးအထူးသဖြင့်1949ခုနှစ်ကထွက်ရှိခဲ့တဲ့ Heavenly Path ဆိုတဲ့အပိုင်းဟာကလေးတော်တော်များများရဲ့စိတ်ထဲမှာတော့အမတ်တရအဖြစ်ဆုံးနဲ့အကျိုးသက်ရောက်မှုအရှိဆုံး episode လေးပဲဖြစ်ခဲ့ပါတယ်အခုချိန်မှာလူကြီးတွေပြန်ကြည့်ရင်တော့ဒါကကတုံးကားတစ်ခုတက်ပိုပါလားဆိုတဲ့အတွေ့အမျိုးကိုတွေးမိစေတိုင်းတော့တဲ့ episode တစ်ခုလေးပဲဖြစ်ပါတယ်ဒီအပိုင်းလေးမှာတော့အခြားအပိုင်းတွေလိုမျိုးရေစရာနဲ့စခဲ့တာမဟုတ်ပါဘူးတည်ဆုံးခြင်းနဲ့စတင်ခဲ့တာပါဂျယ်ရီကိုလိုက်ဖမ်းရင်းနဲ့တွန်တယောက်ဟာဆန်နီယာကြီးရဲ့အောက်မှာပြိပြီးတဆုံးသွားခဲ့ပါတယ်တည်ဆုံးပြီးတွန်ရောက်သွားတာကတော့ကောင်းကင်ဘုံကိုသွားမဲ့ Heavenly Express လို့အမည်ရတဲ့ယထာဘူလာကြီးပါဒါပေမဲ့ယထာဘူကိုတတ်ဖို့လက်မှတ်စစ်တဲ့အခါမှာတော့တွန်ရဲ့ဘဝတစ်လျှောက်လုံးကဂျယ်ရီကိုပဲနှိပ်စက်ခဲ့တဲ့မှတ်တမ်းတွေကသူ့နတ်ပြည်ကိုသွားဖို့အတွက်အသားစီးတစ်ခုဖြစ်လာခဲ့ပါတယ်ယထာရင်းကြောင်ကြီးကတွန်ကိုအခွင့်အရေးတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့ဂျယ်ရီစီကနေခွင့်လွှတ်ကြောင်းလက်မှတ်ကိုတနအီအတွင်းရယူဖို့ပါတကယ်လို့ JDC ကခွင့်လွှတ်မှုကိုမရယူနိုင်ဘူးဆိုရင်တော့ယထာကထွက်ခံနေလေငရဲဖြီကငရဲသားကြီးကတွန်းကိုစောင့်ကြနေလေဖြစ်နေမှာပါအဲ့လိုနဲ့ပဲတွန်းတယောက်က JDC ကိုအတဲတန်သွားပြီးတောင်းပန်ပါတယ်လက်ဆောင်တွေပေးပြီးချော့လိုက်တယ်လုပ်ခဲ့ပေမဲ့လည်းအချိန်တွေကတော့တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်စသိမ်းမှာတော့တွန်တယောက်ဟာငရဲပြည်ကိုကြာသွားတဲ့အခန်းလေးရဆိုရင်ကလေးတွေတော့တကယ်ကိုထိတ်လန့်စရာကောင်းခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာဒါအိမ်မက်တစ်ခုဖြစ်နေခဲ့ပြီးတော့တွန်တယောက်ဂျယ်ရီကိုပြန်တွေးတဲ့အခါမှာအငမ်းမရပဲဖန်နှလိုက်တဲ့အခန်းလေးရဆိုရင်ကျွန်တော်တို့ကြီးစုသူရဲ့စိတ်ထဲကိုတတ်တရရစေခဲ့ပြီးကြည်နူးမှုဆိုတာလေးကိုပြီးသွားနိုင်ခဲ့ပါတယ်ဒီ episode လေးကိုကျွန်တော်တို့နည်းပညာနဲ့အနုပညာရှုထောင့်ကနေ analysis လုပ်ကြည့်ရအောင်ဒီအပိုင်းမှာတုံးထားတဲ့ contract တွေကအရင်မဲ့ပြောင်မြောက်ပါတယ်ကောင်းကင်ဘုံကိုဖြတ်ထားတဲ့အခါမှာအဝါနုရောင်အဖြူရောင်နဲ့အပြာနုရောင်တို့ကိုတုံးထားပြီးတော့ညှော်နှင်းချက်ဆိုတဲ့အရာကိုဖော်ပြနိုင်ခဲ့ပါတယ်ငရဲပြည်ကိုပြတဲ့အခါမှာလည်းအနီရောင်ရစ်ရစ်နဲ့အမဲရောင်တွေကိုတုံးထားပြီးကြောက်ရွံ့ခြင်းဆိုတာကိုပေါ်လွင်အောင်ဖန်တီးထားခဲ့ကြပါတယ်ဆောင်းဒီဇိုင်းဘက်ကိုကြည့်မယ်ဆိုရင်လေဇလန်းတစ်ခုလုံးမှာစကားပြောတစ်လုံးဝမပါပေမဲ့လေဇလန်းထဲမှာပါတဲ့ဂီတတန်စင်တွေကဇလန်းရဲ့အသွားအလာကိုပြောပြနေပါတယ်ယထာထွက်တော့မဲ့အော်တန်ဟာတွင်ရဲ့စိတ်လှုပ်ရှားမှုကိုမြင့်တင်ပြီးတလို့ငရဲသားကြီးဖြစ်တဲ့စပိုက်ရဲ့အတန်ကြီးကလည်းတကယ်ကိုချောက်ချားစရာကောင်းလာပါတယ်ပုံမှန်အားဖြင့်တွန်ဟာဂျယ်ရီကိုအမြဲလိုက်ဖက်နေတဲ့ဟန်တာတယောက်ဖြစ်ပေမဲ့လို့ဒီဘိုင်းမှာတော့သူဟာအမဲလိုက်ခံရတဲ့သူအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့အသက်ကိုကယ်တင်နိုင်မဲ့သူကလည်းသူအမြဲတမ်းပဲလိုက်ပြီးဖမ်းနေပြီးနှိပ်စက်နေတဲ့ဂျယ်ရီဖြစ်နေတာကလည်းအရင်မဲ့စိတ်ဝင်စားတာကောင်းတဲ့ဇာတ်အိမ်တစ်ခုဖြစ်နေခဲ့ပါတယ် Heavenly Path ဆိုတဲ့ episode လေးကနေကျွန်တော်တို့ဘာတွေတင်ယူနိုင်မလဲနံပါတ်1အချိန်ရဲ့တန်ဖိုးထွန်တယောက်ဂျယ်ရီစီကဖွင့်လို့မှုကိုရဖို့အချိန်ကတနာရီပဲရှိပါတယ်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းတစုံတစ်ယောက်ကိုတောင်းပန်ဖို့ဒါမှမဟုတ်ရင်ကျွန်တော်တို့လုပ်ခဲ့တဲ့အမားတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်အချိန်ဆိုတာထာဝရရှိမနေပါဘူး။လက်ဖြတ်လုံးဝပြတ်မယ်လို့အချိန်ဆိုင်ကနာတွေကလည်းလုံဆုံးမှအချိန်နှောင်းနှောင်းလိုက်လေးဖြစ်တတ်ပါတယ်။နံပါတ်2ကျွန်တော်တို့ရဲ့လုပ်ရက်တွေမှာတာဝန်ရှိခြင်းဒီဘိုင်းကပေးတဲ့အဓိက message ကတော့ you get what you show ကိုစိတ်တာကိုရိတ်တင်ရမယ်ဆိုတော့ပါပဲ။သူတစ်ပါးပုံမှာမကောင်းတာလုပ်ခဲ့ရင်ဒီနေ့မှာအဲ့ဒီအကျိုးဆက်ကိုပြန်ခံနိုင်ရမယ်ဆိုတာကိုတွန်ရဲ့အိမ်မက်ကနေတစ်ဆင့်ကလေးတွေကိုတတိပေးလိုက်တာမျိုးဖြစ်ပါတယ်။တော့ခွင့်လွှတ်ခြင်းအင်အားဒါကတော့ဇလန်ရဲ့အလားဆုံးပိုင်းပါဂျယ်ရီကတွန်ကိုခွင့်လွှတ်လိုက်ပါတယ်တွန်ကသူ့ကိုအမြဲဒုက္ခပေးခဲ့ပေမဲ့ဘေးဒုက္ခရောက်လာတဲ့အချိန်မှာတွန်လုံးအလာတဲ့အချိန်မှာဂျယ်ရီကလက်မှတ်ထိုးပေးခဲ့ပါတယ်ဒါဟာခွင့်လွှတ်ခြင်းဆိုတာခက်ခဲပေမဲ့အလိုမုံမြတ်တဲ့လုပ်ရက်ဆိုတာကိုပြသနေတာဖြစ်ပါတယ်နီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် Heavenly Path ဟာရေးစရာကတုံးကတက်တက်မဟုတ်ပဲနဲ့လူလောကရဲ့တဘာဝနောင်တနဲ့မေတ္တာတရားအကြောင်းကိုရုပ်ပုံလာတွေနဲ့တင်ဆက်သွားတဲ့ masterpiece တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ရောအခုချိန်မှာကိုကနောင်တရမယ့်အရာတွေဒါမှမဟုတ်
တစုံတစ်ယောက်ကိုခွင့်လွှတ်ပေးဖို့လိုအပ်တာတွေမျိုးရှိနေပြီလားတုံလိုမျိုးအိမ်ဘက်ကနေနိုးလာပြီးနောက်တစ်ချိန်ပြန်လဲပြင်ဆင်ခွင့်ရဖို့ဆိုတာလက်တွေ့ဘဝမှာအမြဲမလွယ်ကူနိုင်ပါဘူးအမြဲလည်းမရှိနိုင်ပါဘူးဒါကြောင့်အခုလိုကာလကြီးမှာအချိန်ရှိခိုက်တူဦးကိုတူဦးမေတ္တာထားကြဖို့ဒီကတွန်းကားလေးကတာတကားတစ်ခုအနေနဲ့ကျွန်တော်တို့အားလုံးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်